Hey guys, HKD မိုင်းပြန်လာကျွန်တော်ဒီနေ့မှာတော့ Misty Craft Build Your Survival Game နဲ့မှာ Survival Series လုပ်ပါဘောနော်။ဒီလုံးတက်တိုင်းခုံပါပါ။ Okay ကျွန်တော်ဒီ Survival Series လေးရဲ့နာမည်ကိုတော့ Elite Survival လို့နာမည်ပေးထားပါတယ်။ Elite Survival Episode 1မှာကျွန်တော်တက်သားရှာမယ်။ Toast တွေလုပ်မယ်။ Small House လေးစောက်မှာဖြစ်ပါတယ်။အားလုံးပဲကြည့်ရှုပေးကြပါဦး။ Let's go.ကျွန်တော်တက်တာလုပ်မယ်crafting တွေပဲလုပ်မယ် stick တွေလုပ်မယ်ပြီး pickaxe s လုပ်ပါဖြစ်ပါတယ် pickaxe s လုပ်မှာဖြစ်ပါတယ် pickaxe s ကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာ small house ဆိုတာလဲကျွန်တော်ခေါင်းမို့တော့မတက်နိုင်တော့သေးဘူးပေါ့နော်ဒီချိန်မှာကျွန်တော်ဒီဗီဒီယိုထဲမှာကျွန်တော် episode 1မှာတော့ကြာဒါ Misty Craft Build Your Survival ဆိုတာ Minecraft ရဲ့ copy ကူး game ပေါ့နော်ဒါပေမဲ့သူတို့မှာတခြား mod တွေအများကြီးပါကြားတော့တော့ဝတ်တော့ကျွန်တော်ပါတယ်ပေါ့နော်ကြားတော့ဘာလို့လဲသူ့တော့ရမ်းမပြည့်ရင်တော့ဘာမှလုပ်ပါဘူးဟုတ်ကဲ့ကောပါတူမယ်ငါတော့ဘိုင်ဟိုဘက်တော့မယ် Okay crafting တွေပဲလုပ်မယ် stone picker လုပ်လို့ရပြီပေါ့နော် stone picker လေးလုပ်ထားမယ် stone picker လေးလုပ်ထားမယ်ကျွန်တော် stick တွေလုပ်ထားမယ် stick တွေကျွန်တော်လုပ်ထားမယ်ကျွန်တော်ဒီ game ရဲ့ကျွန်တော် tools တွေအလုံးကကျွန်တော် limit မပါဘူးပေါ့နော်လို့ limit ဆိုတာအောက်ကအတန်းလေးမပါဘူးဒါပြက်ထိန်တိုင်းပြက်သွားပါဘော Minecraft နဲ့တော့တူတူပါပဲဟိုမှာအုပ်ပုံကြီးတွေ့လားကျွန်တော်အဲ့အုပ်ပုံကြီးကကျွန်တော်အိမ်ဆောက်လို့ကောင်းတော့တယ်ပေါ့နော်ကျွန်တော်အဲ့မှာ small house လေးဆောက်မယ်ပေါ့နော်အကျန်းကြီးလည်းခင်းမိတာအေးရှဲပဲအေးဟိုမှာကြက်ဒီကြက်ဒီတက်ကြက်ဒီရတတ်မှာပေါ့နော်ကျွန်တော်မတက်လို့မရဘူးကျွန်တော်ဆလိုအပ်တယ်ကြက်ဒီကိုတတ်မှရမှာပါမာတကောင် Okay let's go ရောကြက်ဒီရှော့ပေးလိုက်မှာအကုန်လုံးကြက်ဒီကိုရှော့ပေးလိုက်မယ်ဟိုမှာတကောင်ပြေးသွားနော်ကျွန်တော်တွေးလိုက်တယ်တွေးလိုက်တယ်ဟေးOkay ဒီကြက်လက်တတ်မယ် Okay ကျွန်တော်ဒီကြက်လက်တတ်မယ်ပြီးဟိုဘက်နည်းနည်းတွားကြည့်ရအောင်ပေါ့နော် snowy biome ကျွန်တော်ကတော့နေရလဲအိမ်ဆောက်လို့တကယ်ကောင်း snowy biome လည်းရှိရဆိုတော့ဟိုဘက်မှာလည်းရှိတယ် Okay ကျွန်တော် Okay ကြီးဟာတော့ဘိုင် cave မလဲတာကောင်းတယ်ပေါ့နော်ကျွန်တော်ဒီ episode 1မှာဘာမှလည်းရှိသေးရမဟုတ်ကျွန်တော် scale ကလည်းအဲ့လောက်ကြီးကျန်းတာမဟုတ်တဲ့အတွက်အဲ့ထက်ဖင်မရပြီးသွားလို့မရအောင်ပေါ့နော်ဖင်ရတော့သေးပါကျွန်တော်အဲ့ဘက်ကိုသွားမှာပေါ့နော်တော်မှာဘာကောင်းလေးရှိသေးလဲမသိဘူးကျွန်တော်အိမ်ဆောက်မဲ့နေရာကိုပြန်လာပဲကောင်းပါတယ်ကျောင်းလုံးနေပြန်တူမယ်ကျောင်းလုံးနေတူပြီးကျွန်တော်အလုံးဆက်မှာပေါ့နော်ကျွန်တော်ရဲ့ small house လေးကိုစောင့်မှာဖြစ်ပါတယ် let's go လောက်တာတိုးတိုးသုံးကောင်တွေ့ရ Oh my god တိုးသုံးကောင်တွေ့တယ်တကယ်ကြီးတိုးသုံးကောင်တော့တွေ့ရတော့ Oh my god ဒါပေမဲ့ကျွန်တော်ရောင်းတော့သုံးမွေးရောင်းမတူဘူးပေါ့နော်အဲ့တော့အဲ့ရတော့လုံးမရတော့နောက်တစ်ကောင်ပေါ်လာရင်တော့ share ပဲပေါ့နော်သူကမီကိုရောင်းပြီပေါ့နော်အဖြူနှစ်ကောင်မီကိုတစ်ကောင်ဆိုတော့ရပါတယ်ဘယ်လိုနေအသားရရင်ကိုကျင်းနေတယ်ပေါ့နော်ကြော်တကယ်ပြောပေါ့နော်ဒီမှာရေခဲဖြီရရှိရကျုံဒီလိုတောင်တုံးနေလည်းရှိရတောင်တန်းနေလည်းရှိရတပင်တစ်တော်ရလည်းရှိရအဲ့အတွက်ကျုံဒီနေရာမှာအိမ်ဆောက်တာအကောင်းဆုံးပါပဲကျုံနောက် episode တွေတန်းမှာလဲခွင်းလေးပဲလောက်အောင်ပေါ့နော်ဟုတ်တယ်ကျုံဆဆိုင်ပေါ့နော်ဖြန်းလေးချစ်စရာလေးဖြန်းလေးသူ့မလုံးဘာမှမလုပ်ချစ်စရာလေးတကယ်ချစ်စရာလေးမျိုးလုံးလေးလာOh my god ကျွန်တော်တူမယ်
就今年嘛，因少嘛，我喏，交通的钱没，交通的钱嘛，哎，ဒီမှာအိမ်မန်တို့ရင်းမှာကြောက်တုံးရှိရ sorry ကြောက်တုံးနေယူမယ်ကြောက်တုံးနေယူမယ်ကြောက်တုံးနေရတော့မိုက်တယ်ကျွန်တော်နော်ကျွန်တော်ဒီကတော့ဒီ episode မှာကျွန်တော်တက်သားတစ်ဝက်ကြောက်တုံးတစ်ဝက်လေးပေါ့အဲ့လိုမျိုးလေးပဲလုပ်အောင်ဘာလို့လဲဆိုတော့ကြောက်တုံးလည်းမလောက်ဘူးပေါ့နော်နောက် view နောက် episode ကြာရင်တော့ကျွန်တော်တက်သားကြောက်တုံးကလောက်မှာဖြစ်ပါတယ်ဟောကြောက်တုံးကြီးပဲလောက်မှာဖြစ်ပါတယ် sorry ပါအဲ့ကြခေါမိုးလည်းတက်မယ်ပေါ့နော်ဒီ video မှာတက်သားလည်းမလောက်ဘူးနော်ခေါမိုးလည်းမတက်တော့ပါဘူးတက်သားတစ်ဝက်တော်သားအိမ်လေးပေါ့ပြောမယ်နော်အေးတက်သားလည်းမလောက်တော့ဟေးငါလည်းမချောင်မိတယ်ကျွန်တော် scale သိမ့်မရှိပါဘူးsorry ပါအလုံးဟေးတက်သားတော့ခုံမယ်okay တက်သားတော့ခုံမြန်ခေါ်မှာညရောက်လိမ့်မယ်ညရောက်ရင်မလွယ်ဘူးပေါ့နော်ညရောက်အစမပြေမှုဖြစ်လာလိမ့်မယ် oh my god ညရောက်အစမပြေဘူးစမေးကြိုက်လို့တေးလိမ့်မယ်ခရီးပါလည်းလာပြီးခရီးပါမလာပါစေနဲ့ဆူတောင်းတော့ခရီးပါလာလို့ကတော့ကျွန်တော်တေးပြေးရအောင်နော်ကျွန်တော်အဲ့လိုမျိုးပဲကျွန်တော်ဟုတ်ကဲ့ပါကျွန်တော်အိမ်ပြန်မယ်မြန်လုပ်မယ်တက်တာမြန်လုပ်အေးမြန်လုပ်အေးမြန်လုပ်အေးအေးကောင်းတယ်ကျွန်တော်မြန်သွားမယ်ပေါ့နော်ကျွန်တော်အိမ်မြန်လက်မယ်မကောင်းချင်းမကောင်းအေးညရောက်ပြီခါငါအိမ်ပြီးခါ sorry အိမ်ပြီးသွားပြီပေါ့နော်အိမ်ဆောက်လို့ပြီးသွားကျွန်တော်ကြာလို့ကြော်လိုက်တာပေါ့နော်ညတော့ညသွား what the fuck အိမ်ဆောက်တာလဲစိတ်ညစ်တာအိမ်ဆောက်တာငါစိတ်ညစ်အေးသုံးမွေလုံးလို့မရသေးဘူးစိတ်ညစ်တယ်ဒီညတော့သိခံရတော့မှာပေါ့ကျွန်တော်ဒီညပါလောက်အောင်လေဒီညတော့ဒီထဲမှာနေရမှာပေါ့နော်ကျွန်တော်ပွားတော့ကျွန်တော်ပြန်มาလဲဟိုဝိုင်းရှိပေါ့နော်ကျွန်တော်ဒီနေရာကိုကြော်လိုက်ပါမယ်မနဲ့ရောက်အောင်လို့ကြော်တယ်ဆိုတော့တမင်းထင်ပါနဲ့ skip လိုက်တာကိုပြောမှာ skip တာဆိုတော့ကျွန်တော်မနဲ့ရောက်အောင်စောင့်နေပါတော့ဒီ clip ကို skip လိုက်တာပေါ့ကျွန်တော်စကိုင်းတောင်ထစ်ကုန်ပြီပေါ့ဟင်းတိုးတကောင်အင်းရှိရောက်နေ sorry တိုးတကောင်အင်းရှိရောက်နေအေးတော့ကူတော့တက်မိလိုက်မလုပ်ပါနဲ့တော့မကိုက်နဲ့နော်ဟေးလိမ္မာတော့လေးချစ်တယ်လိုမျိုးတော့မလုပ်တဲ့ကျွန်တော်ဖင်ရလိုက်တာတော့ကကျွန်တော်ကြိတ်တော့ကျွန်တော်ဖင်ရမှုတော့ကကျွန်တော်ကြိတ်တော့မယ်အေးရတော့ရတယ် small moy ဆက်လိုက်တော့မယ်ဟေးဖင်တက်ရမယ်ဖင်တက်ရကြတော့ဖင်တက်ရမယ်ဖင်တက်ရရောက်တွေ့တုံးမကြံတော့အေးငါကောင်းကြီးဖြစ်တယ်လားရောမိုင်းတူမယ်တော်မိုင်းမဲတူတော့မယ်ငါကောနေဒီထဲမှာဒီနားလေးမှာအဲ့ကြောက်တုံးလေးဖောက်ပြီးမိုင်းတူလိုက်တော့မှာโอเคရှာဟာဘာလို့တေးွာဟိုဘက်ကနေတော့ကခုံကိုက်လိုက်တာဘာတော့အဲ့ဘာလားမင်းငါစိတ်ညစ်တယ်ဟာကွာမင်းဟုတ်သေးပါကွာမင်းတို့ဖြစ်တယ်ကွာတကယ်ပါမင်းတို့ရက်ဆက်တယ်တကယ်ကောင်းတယ် oh my god ကျွန်တော်မြေကြီးတဲ့ကျွန်တော်တူပြီးတော့ကြောက်တုံးနေပါတူးမယ်ပေါ့နော်ကျွန်တော်ဒီနားလေးမှာပဲကိုဝိုင်းမိုင်းတွေတူလုံးမိုင်းတွေလေးပဲလောက်အောင်မှာကျွန်တော်တကယ် cave တွေတဲ့သွားဖို့အဆင်မပြေဘူးပေါ့နော်အဲကြောင့်ဒီလူလုံးမိုင်းတွေလေးရပဲကျွန်တော်ကောက်တော့ဒီ episode မှာတော့အိုင်ယွန်းနေတော့မရှာသေးဘူးပြင်မှန်းတယ်အိုင်ယွန်းနေမရှာသေးဘူးကျွန်တော်မီးသွေးတို့ကြောက်တုံးတို့ပဲအရင်ဆုံး fan ထားလိုက်မယ်နော် okay ကျွန်တော်မီးသွေးလိုက်ရှာမီးသွေးမတွေ့သေးဘူးမီးသွေးလိုရနာအိုးတွေ့မီးသွေးလိုရနေရနာအတော်ပဲပေါ့နော်မီးသွေးတွေ့ပါ ဒီ stone pickaxe လေးနဲ့တူတာပိုးမြန်တယ်ကျွန်တော်အသားရည်လေအသားရည်လေကျွန်တော်ကင်အောင်မယ်ပေါ့နော်အသားတွေကင်အောင်မယ်ကျွန်တော် stone နဲ့ furnace လေးလုံးအောင်မယ်ကျွန်တော်အသားလည်းကင်ရမယ်ပေါ့နော်ကျွန်တော်အဲ့လိုမျိုးအသားလည်းကင်ရမယ်ကျွန်တော်ဘိုက်ကလည်းစားအချိန်တန်းစားလာမှဘိုက်ကအခုတော့မစားတော့လေသေသွားတော့အစားကောင်းတတ်တာအစားချွေတိုက်ရေးပေါ့နော်
ကျွန်တော်မိုက်တယ်ကျွန်တော်နောက် episode တွေတော့ကောင်းကောင်းဆော့ပြမှာဒီပထမ episode မှာတော့ကျွန်တော်အနေနဲ့တရားနဲ့တိုင်ပတ်နေတာဆိုတော့ဟဲကျွန်တော်အဲ့လိုမျိုးပဲပေါ့နော်အဲ့လိုပဲကျွန်တော်တိုးသားလေးရင်กินလိုက်မယ်အရင်စားကောင်းမယ်ပုံမယ်တက်လာမှစားတော့မယ်မင်းတို့ကောက်လေးမိုင်းရင်သွားတူလာအောင်မယ် Okay let's go bro let's go ဒီဗီဒီယိုမှာတော့ကျွန်တော်ကောင်းဆော့ပြနိုင်တယ်တော့တောင်းပါပါတယ်ဟုတ်ကဲ့ပါကျွန်တော်ဗီဒီယိုလေးရင်တူပါမယ်မပြီးသေးပါဘူးထွက်မနေရနဲ့ဟဲ့ဗီဒီယိုမကြည့်ဘဲနဲ့ကြော်သွားနေအောင်နော် Okay မိသွေးတူမယ်ခင်ဗျာမိသွေးတူမယ်ခင်ဗျာမိသွေးတူမယ်မိသွေးလေးကောင်းအောင်တူမယ်ပြန်ပေါ်ထပ်မယ်တော့အကောမတူတော့ကြိုင်မောလိုက်မောနေပြီလားဖို့ချီမောနိုင်မှာဘူးမမကြီးဒိန်းOh, error that. Sorry. Error that. Sorry. Let's go. Error that. Sorry ပါ I'm sorry ပါ error that ပါနော်ကျွန်တော်အသားတော့ရပြီ Oh my god ကျွန်တော်အသားတော့ရပြီခင်ဗျာအဲ့နဲ့နှုတ်ဆက်လိုက်အောင်ကျွန်တော်ဗီဒီယိုလေးကြားနိုင်အားလုံးပဲဒီဗီဒီယိုလေးကြည့်ရှုပေးကြတဲ့တရားချင်းစီတိုင်းကျေးဇူးတင်ပါတယ်ကျွန်တော် like share like subscribe လေးနဲ့လုပ်ပြီးဘေးနားလေး notification bell လေးကိုလည်းတီးခဲ့ကြပါဦးနောက်ဗီဒီယိုကြရင်တော့ပြန်တွေ့ပါမယ်အားလုံးပဲစုံတိကြည့်ရှုပေးတဲ့ကျွန်တော်ညီကိုမောင်နှမအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြရင်တော့ကျွန်တော်ဒီတက်ကောင်းတဲ့ကိုနဲ့နေပေါ့နော်အများကြီးနဲ့ကျွန်တော်ပြန်တွေ့ကြပါသေးတယ်အားလုံးပဲ bye bye